မေရီဘလော့လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့ဘလော့လေးကတော့ဂျာမနီနိုင်ငံကိုခရူးရှစ်နဲ့အလုပ်သွားလုပ်တော့မယ့်ညီမလေးကိုလေစိတ်လိုက်ပို့တဲ့အမှတ်တရလေးပဲဖြစ်ပါတယ်စိတ်ဝင်စားရင်အဆုံးထိလိုက်ကြည့်ပေးကြပါအောင်ရှင်မနေ့ဖြန်လုံးနေမျိုးမှာညီမလေးက overseas သွားရမယ်ဆိုတော့ကျမတညလုံးအိတ်လို့မပြောပါဘူးစိတ်တွေလှုပ်ရှားနေရပါပုံမှန်ဆိုရင်အလန်းပေးမှနိုးတတ်တဲ့ကျမကအလန်းမမီခင်ကလေးကကိုကျမအစောကြီးတည်းနိုးနေပါပြီဒါကတော့မနက်9 နာရီခွဲကျော်ပေါ့နော်အခြေအနေကျမတို့ရက်ွက်ရဲ့အခြေအနေပါဒါတော့ကျမရဲ့သမီးလေးပါမအေးကနိုးလာတော့သူလည်းလိုက်ဆက်ဆူတာပေါ့နော်မေရီနဲ့မေရီညီမလေးကတအိမ်နဲ့နေတာမဟုတ်ပါဘူးညီမလေးကတဝမ်းခွဲပါတဝမ်းခွဲဆိုပေမဲ့ညီမအရင်လို့ရောတငယ်ချင်းလို့ရောအရန်ချစ်ကြတဲ့ညီမတွေပဲဖြစ်ပါတယ်မိဘရောမောင်နှမရောမရှိတဲ့မေရီအတွက်ကတော့ဒီညီမတွေကအတွေ့တရားဆုံးတန်ရုံးစင်လေးတွေဆိုလည်းမမှားပါဘူးဟိုရင်ကဆိုရင်ဒီလေးစိတ်မှာကိုယ့်ရဲ့မိသားစုဝင်တယောက်ကိုလိုက်ပို့ရင်လူတွေအများကြီးလိုက်ပို့တယ်ပေါ့နော်အခါကြတော့ကိုထင်ခဲ့တာအဲ့လောက်ထိလိုလားပေါ့အခုမေရီအလှဲ့မှာပဲကိုချင်းစာတက်ပါပြီညီမလေးကိုလိုက်ပို့တာမေရီတို့တမိသားစုလုံးအကုန်ပါပါတယ်ခါမှမခွဲဘူးတော့လဲလေနော်ညီမလေးကိုဝမ်းနေစေခြင်းလို့မေရီတို့တွေမငိုဘူးလို့ဆုံးဖြတ်ထားပေမဲ့မရပါဘူးမေရီတို့အမတွေကငိုမိပါတယ်ကိုရဲ့ညီမလေးနဲ့တခါမှလည်းမခွဲဘူးပေါ့နော်နောက်ပြီးတော့အချစ်ဆုံးညီမလေးလည်းဖြစ်နေတော့လေအဲ့ဒါဝမ်းနေပြီးတော့ငိုပါတယ်ညီမလေးကမေရီနဲ့ဆိုရင်အသက်က2 နှစ်လောက်ပဲကွာတယ်ပေါ့နော်ဒါပေမဲ့သူ့အသက်နဲ့မလိုက်အောင်ကိုအရန်လိမ့်မာတယ်အရန်တိတက်တယ်နောက်ပြီးအရန်လဲတော်တယ်ပေါ့နော်ဇွဲလဲရှိရဲသူလှုပ်ချင်တာကိုဆိုရင်ဒီဇိုင်းမမှန်နဲ့အဲ့လိုမငင်းတစ်ချက်မှမငင်းမညူပဲနဲ့ကိုသူကလှုပ်တက်တယ်ပေါ့နော်ဒါကြောင့်လဲအခုသူအသီးပွင့်နေခံစားရတယ်လို့ကိုကယူဆတယ်ပေါ့နော်သူကမေရီထက်ကိုပို့ပြီးတော့ဇွဲရှိရဲ့ကလေးပါမေရီထက်လည်းရင်းကျက်တယ်ပေါ့နော်အဲ့တော့တခါလေကြာရင်သူ့စီကနေပြီးတော့ပြန်ပြီးတော့အတူယူရတဲ့အရာတွေကအများကြီးပါဒီခရူးရှစ်လိုင်းကိုရဖို့ကလည်းသူကလွယ်လေးနဲ့ရခဲ့တာမဟုတ်ဘူးပေါ့နော်သူစူးစမ်းခဲ့တာ2 နှစ်နီးပါးလောက်ကိုစူးစမ်းခဲ့တာပါအလုပ်တွေပါထွက်ပြီးတော့သူကစူးစမ်းခဲ့တာပါအဲ့တော့အခုနောက်ဆုံးမှာတော့သူသွားချင်တာကိုသွားခွင့်ရခဲ့ပြီပေါ့နော်မေရီကတော့ဝမ်းသာပါတယ်အခုလုံငယ်တုန်းမှာသူလှုပ်ချင်တာတဲ့အကုန်လုံးသူလှုပ်ခွင့်ရတဲ့အတွက်ကိုကတော့သူ့အတွက်ဂုဏ်လဲယူတယ်ဝမ်းလဲဝမ်းသာတယ်ပေါ့နော်သူအဆင်ပြေမယ်ဆိုတာကိုလည်းယုံကြည်တယ်ဘာလို့လဲဆိုတော့အရန်ကို active ဖြစ်တဲ့ကလေး social ကောင်းတဲ့ကလေးလည်းဖြစ်နေလို့ပေါ့နော်ဒီနေ့ရဲ့ vlog လေးကတော့ဒီလောက်ပါပဲနောက်နေ့မှပဲပြန်တွေ့ကြမယ်နော် bye bye